English Friend Diary လေးကိုဆက်ဖတ်ပြပါမယ်1942ခုနှစ်ဇူလိုင်1ရက်ဗုဒ္ဓဟူးနေ့ဒီနေ့မတိုင်ခင်အထိကျမမှာစာရေးဖို့အချိန်မရခဲ့ဘူးအခုဆိုဟယ်လိုနဲ့ကျမတယောက်ကိုတယောက်လုံးဝသိနေကြပြီသူမိဘတွေကဘယ်လ်ဂျီယံမှာဟော်လန်ကိုသူတယောက်ထဲလာပြီးသူ့အဖွားနဲ့အတူနေနေတယ်သူမှာအာဆူလာဆိုတဲ့မိန်းကလေးတငယ်ချင်းတယောက်ရှိတယ်ဒါပေမဲ့အခုကျမကိုတွေ့သွားပြီဖြစ်လို့အာဆူလာကိုသူစိတ်ဝင်စားတော့ဘူးလေအာဆူလာကိုကျမသိပါတယ်သူကတိတ်ချစ်စရာကောင်းပြီးတိတ်ပြီးညှင်းငွေးဖို့ကောင်းတယ်တနင်္ဂနွေနေ့ညနေကဟယ်လိုရောက်လာတယ်သူ့အဖွားကသူနဲ့ကျမတွေ့နေကြတာကိုမကြိုက်ဘူးလို့သူကပြောတယ်ဒါပေမဲ့ဗုဒ္ဓဟူးနေ့ညတွေမှာသူ့အဖွားကတော့သူ့ကိုတစ်သားတယ်လုပ်တဲ့သင်တန်းစီသွားတယ်ထင်မှာပေါ့တကယ်တော့သူမသွားပါဘူးကျမကိုတွေးဖို့သူအချိန်ရသွားတာပေါ့သူကပြောသေးတယ်စနေတနင်္ဂနွေနေ့တွေမှာတွေ့လေကျမကိုတွေးကျင်တဲ့နင့်အဖွားကနင့်ကိုငါနဲ့မတွေ့စေချင်ဘူးဆိုရင်သူ့မမြင်ကြရမှာငါစီလာမတွေ့သင့်ဘူးအချင်းနဲ့စစ်မှာအားလုံးလောက်ခွင့်ရှိတယ်မနေ့ကဖေဖေနဲ့မေမေကိုတွေ့ဖို့ဟယ်လိုအလဲရောက်လာတယ်လက်ဖက်ရည်ပွဲကြီးနဲ့ဧကန်အပြီးမှာတော့ကျမတို့အပြင်ကိုလမ်းလျှောက်ထွက်ကြတယ်သူကျမကိုအိမ်ပြန်ပို့တော့8:10မိနစ်ရှိပြီ8:00ကျော်ရင်အပြင်မှာတိတ်အန်တရများတာကြောင့်ဖေဖေကစိတ်ဆိုးတာပေါ့နောက်ကျရင်8:00ထိုးဖို့10မိနစ်အလိုမှာအိမ်ရှောင်းအောင်ပြန်ပါမယ်လို့ကျမခရီးပေးလဲရတယ်လေ1942ခုနှစ်ဇူလိုင်9ရက်တနင်္ဂနွေနေ့ကျမစမွေးဝဲအောင်တယ်ဖေဖေနဲ့မေမေဝမ်းသာကြတာပေါ့ပြီးတော့မားခေါ်လဲထူးထူးချွန်ချွန်အောင်ပါတယ်အရင်နှစ်တွေကလိုပဲပေါ့မကြခင်မှာဖေဖေအိမ်မှာပဲနေရတော့တယ်သူအလုပ်ဆက်မလုပ်နိုင်တော့လို့ပေါ့အလုပ်မှာသူ့ကိုမလိုအပ်တော့ဘူးလို့ခံစားရတာသိဆိုးတာပါမစ္စတာကလိုင်းမန်နဲ့မစ္စတာကက်ကလာတို့ကအခုဆိုရုံးမှာမန်နေဂျာတွေဖြစ်နေကြပြီလွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကကျမတို့လမ်းလျှောက်ထွက်ကြတော့ဖေဖေကပြောတယ်မကြခင်အဖေတို့ပုံနေကြလိမ့်မယ်တဲ့ဘာဖြစ်လို့လဲဘာဖြစ်လို့ဒီလိုပြောနေရတာလဲလို့ကျမမေးလိုက်တယ်ဒီမှာအင်းနီစားစရာတွေအဝတ်အထည်တွေပရိဘောဂတွေကိုဖေဖေတို့စုဆောင်းလာခဲ့ကြတာတနစ်ကျော်ပြီဆိုတာသမီးသိတယ်နော်ဂျာမန်တွေကအရာခက်သိန်းကိုယူသွားကြလိမ့်မယ်ဖေဖေတို့ကိုလည်းခေါ်သွားကြမှာလို့ပြောတယ်ဖေဖေကတိတ်ဆိတ်စိုးရိမ်နေတယ်ကျမတို့ဘယ်တော့ပုံပို့သွားကြမလဲစိတ်မပူပါနဲ့အားလုံးစီစဉ်ရမယ်သမီးပျော်ပျော်နေနိုင်တော့မှပျော်ပျော်ပဲနေပါ1942ခုနှစ်ဇူလိုင်8ရက်ဗုဒ္ဓဟူးနေ့တနင်္ဂနွေနေ့ကနေကအချိန်တွေဟာနှစ်ပေါင်းများစွာကြာတယ်လို့ထင်ရတယ်ဖြစ်ရက်တွေအများကြီးပေါ်ပေါက်ခဲ့တယ်ကဘာကြီးတစ်ခုလုံးကပြောင်းကပြန်တွေဖြစ်သွားတယ်ဒါပေမဲ့ကျမကတော့အသက်ရှင်နေတုန်းမှာဒါဟာအရေးကြီးဆုံးပဲလေတနင်္ဂနွေမွန်းလွဲပိုင်းမှာဂျာမန်တွေကဖေဖေကိုလာဖမ်းလိမ့်မယ်ဆိုတဲ့သတင်းကြားရတယ်ဖမ်းသွားရင်ဘာဖြစ်မယ်ဆိုတာကျမတို့သိပါတယ်ချွတ်တဲ့စခန်းကိုပို့ပြစ်မှာပေါ့ကျမတို့ပုံမဲ့နေရအကြောင်းပြောဖို့မစ္စတာဘန်ဒန်စီမိမိသွားပြီလို့မာခေါကပြောတယ်မစ္စတာဘန်ဂမ်ဆိုတာဖေဖေနဲ့အတူအလုပ်လုပ်ပြီးဖေဖေမိတ်ဆွေကောင်းတယောက်ပဲအဲ့ဒီနောက်ဂျာမန်တွေကဖေဖေကိုဆင့်ခေါ်တာမဟုတ်ဘူးမာခေါကိုဆင့်ခေါ်တာလို့မာခေါကပြောတယ်16နှစ်သမီးလေးကိုသူ့မိသားစုနဲ့ခွဲပြီးသူတို့ဘလူကြောင့်များခေါ်သွားမှာလေဒါပေမဲ့မာခေါမသွားရပါဘူးပုံဖို့နေရကျမတို့ဘယ်မှာပုံရမလဲမြို့ထဲမှာလားတောပိုင်းမှာလားဘယ်တော့လဲဘယ်မှာလဲဘယ်လိုလဲဒီမေးခွန်းတွေသူတို့ကိုကျမမမေးနိုင်ပေမဲ့စိတ်ထဲမှာတော့ရှိနေတာပါမာခေါနဲ့ကျမအထုပ်ပိုးတွေစပြင်ကြပြီ
ကျမကအယူမှုဖြစ်ဆုံးပစ္စည်းတွေကိုထုတ်ပို့လို့ဒီဒိုင်ယာရီလေးကိုအရင်ဆုံးပေါ့ပြီးတော့လက်ကင်ပေါ်အားတွေចောင်းစာအုပ်တွေဘီးတစ်ချောင်းနဲ့ပေးစာတချို့လည်းပါရဲ့အမှတ်တရဖြစ်စရာတွေဟာအဝိအစားတွေထက်ကျမအတွက်ပိုအရေးကြီးပါတယ်မိရဲ့နဲ့သူ့ယောက်ျားချမ်းတို့လည်းကျမတို့ကိုလာပြီးကုညီလောက်ကင်ပေးတယ်အဝိအစားတွေထည့်ထားတဲ့အိတ်တချို့ကိုသူတို့ယူသွားပေးကြတယ်မီယယ်နဲ့ချန်တို့ကဖေဖေကုမ္ပဏီမှာအလုပ်လုပ်ကြပြီးရင်းနှီးတဲ့မိတ်ဆွေတွေလေကျမရဲ့ကိုပိုင်အိပ်ယာမှာနောက်ဆုံးညအဖြစ်ကျမအိပ်တယ်9 နာရီခွဲတော့မိမိရနှိုးတယ်အဝိအစားတွေကိုကျမတို့အထက်ဝစ်စင်ကြတယ်ဘယ်ဂျူးလူမျိုးမှလက်ဆွဲအိတ်ဆွဲပြီးအိမ်ကမထွက်ရဲကြဘူးလေ9 နာရီခွဲမှာအိမ်ကထွက်ခွာလာခဲ့ကြတယ်ကျမရဲ့ကြောင်လေးမော်ကြီးကိုလည်းနှုတ်ဆက်ခဲ့တယ်သူ့ကိုအိမ်ကြီးချင်းတွေကကြွေးမွေးစောင့်ရှောက်ထားကြမှာပေါ့အိမ်ကနေအလင်းစလူပဲထွက်ခွာခဲ့ကြတယ်ပုံအောင်ရမယ့်နေရာကိုဘေးမတီစံမခပဲရောက်ချင်နေကြတယ်လေဒါပဲအရေးကြီးတာမဟုတ်လားနက်ပြန်ထက်ရည်အောင်လေ1942ခုနှစ်ဇူလိုင်9ကြာတာပတေးနေ့ပုံရမယ့်နေရာကဖိဖိယုံအဆောက်အအုံထဲမှာပဲအောင်စုပ်တက်ကတူလောင်ကန်အဲ့ဒီဘေးမှာအပေါ်တက်ကရုံခန်းကိုသွားတဲ့ဝင်းပေါက်ရှိတယ်ရုံခန်းက2ခန်းရှိတယ်အရှိဘက်ခန်းကကျဲပြီးအလင်းရောင်ရတယ်သူ့နောက်ဘက်အခန်းကကျင်းပြီးမှောင်တယ်ဖိဖိယုံမှာအလုပ်လုပ်တဲ့သူတွေကတိတ်မများဘူးမစ္စလာကက်ကလာမစ္စတာလိမ့်မန်မိရဲ့နဲ့ဘဘော့စကူးလို့ခေါ်တဲ့အသက်23နှစ်အရွယ်လက်နှိပ်ဆက်စီမားတို့လောက်ပါပဲဗက်ရဲ့အဖေမစ္စတာဘော့စကူးကကူဘော်လောင်ပဲ2ယောက်နဲ့အတူတူလောင်ခန်းမှာအလုပ်လုပ်တယ်သူကကျမတို့အကြောင်းကိုတစွန်းတစလေးတောင်သိသူမဟုတ်ဘူးနောက်ခန်းထဲကမစ္စလာကက်ကလာရဲ့ရုံခန်းကနေပြီးလှေကား၄ခုကိုတက်သွားရင်လှပကောင်းမွန်တဲ့ပရိဘောဂတွေရှိတဲ့တီးတန့်ရုံခန်းတွေကိုရောက်တယ်တတိယတက်မှာတော့ကျမတို့ရဲ့လှုပ်ဝက်ခန်းလေးပေါ့ဘယ်ဘက်မှာပစ္စည်းတွေထားတဲ့အထက်ခိုးလေးရှိပြီးညာဘက်မှာတော့ကျမတို့ပုံအောင်တဲ့နေရာကိုသွားတဲ့တကားပေါက်ရှိတယ်ဒီမီကိုရောင်တကားလေးရဲ့အနောက်မှာအခန်းတွေအများကြီးရှိနေတာအံ့ဩစရာပါပဲမာခေါနဲ့ကျမကအခန်းတစ်ခန်းယူကြတယ်မိမိနဲ့ဖိဖိရဲ့အခန်းကကျမတို့ရဲ့အိတ်ကန်းစုလဲမှန်တာပေါ့တခါလှေကားကနေတက်သွားရင်အလင်းရောင်ရတဲ့အခန်းကြီးတစ်ခန်းရှိတယ်အဲ့ဒီအခန်းကမီးဘိုကန်းနဲ့ဗန်တန်းတို့လေးများအိတ်ခန်းလုပ်ဖို့ပေါ့သူတို့ရဲ့သားပီတာအတွက်အခန်းသေးသေးလေးတစ်ခန်းနဲ့အထက်ခိုးလေးလည်းရှိသေးတယ်ဒါဟာကျမတို့ရဲ့ချစ်စရာလှုပ်ဝက်ခန်းလေးပဲပေါ့